ဖယားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဤယရဏမြတ်သုံးပါးတို့အားယောသိမြတ်တို့လက်ဆုံမူ၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောကြောချသောတက္ကိစ္စခါရဝပနာမကုသိုလ်စေရနာဖြားဖြားတို့ကြောင့်ယနေ့ခါမှစ၍သက်ရှိခြင်းကျမ်းမာခြင်းခွန်အားလပြေဝခြင်းဉာဏ်ပညာကြီးခြင်းဆရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့၏ကျင့်တရားကိုကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိမ်းချုပ်ခြင်းရမှမြတ်နိဗ္ဗာန်သို့လင်းမြန်စွာကိုယ်စီကိုယ်ငှမျက်မှောက်ပြုလည်နိုင်ကြပါစေအဟံဗန္တိမောတတပကဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမောတတသာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဘုရားတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတရဏဂမနံပရိပုံဏံအနာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိအနာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိအဒိနာဒါနာဝေရမဏိသိက္ခာပရံသမာဓိယာမိအဒိနာဒါနာဝေရမဏိသိက္ခာပရံသမာဓိယာမိကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာပရံသမာဓိယာမိကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာပရံသမာဓိယာမိသဝါဒဝေရမဏိသိက္ခာပရံသမာဓိယာမိသဝါဒဝေရမဏိသိက္ခာပရံသမာဓိယာမိသူရမေရယမစ္ဆပမာဒဌာနာဝေရမဏိသိက္ခာပရံသမာဓိယာမိသူရမေရယမစ္ဆပမာဒဌာနာဝေရမဏိသိက္ခာပရံသမာဓိယာမိတိတရဏေနသဟပိစ္ဆသီလံဓမ္မံသာရကံကတ္တဝါအပမဒိနတံပါဒိဋ္ဌာသာသနာတော်နှစ်2560ပြည့်နှစ်ကောဇာတက္ကရာ1388ခုနှစ်နရောလဆန်း13ရက်2016ခုနှစ်ဒီဇင်ဘာလ12ရက်
ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနစဗုသီရိဗိမာန်တော်အတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်သာသနာပူဇာမြတ်မင်္ဂလာတရားအလှအထူးတရားပွဲ၌ဆယ်နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်ရန်ကုန်မြို့နှစ်ဖက်မိဘများအမှုထား၍ဦးရှိန်သူကောင်ဒေါက်တာပြည့်ပြည့်သိန်းသမီးလင်းလာပြည့်ရှိန်မေပြည့်စုံရှိန်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမိလိန်နာမင်းနှင့်ရှင်နာကသေနာတို့၏ဘုရားဝါဒရေးရာအခြေတင်ပြောဆိုချက်များအပိုင်း15တရားဒေသနာတော်ဒီနေ့ညတပတ်သဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရယောကပ္ပကောတိဟိပိယပမိယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချင်းလဲအင်္ဂါမေတ္တာကြီးမှသမိသနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလုံးခဲရင်သောမူတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုပ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝဒါနချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာဆင်းဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားဓမ္မောယုတိပြောင်းပြောင်းမန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မဲ့သွေဖြစ်ပါစေတည်းမိလိန်နာမင်းနှင့်ရှင်နာကသေနာတို့၏ဘုရားဝါဒရေးရာအခြေတင်ပြောဆိုချက်များအပိုင်း15မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားရည်ရဲ့အကျိုးအတွက်ဟောကြားဆုံးမခဲ့တဲ့တရားဓမ္မတွေဟာအလွန်များပြားတယ်ပေါ့ဒီကနေ့ဘာသာဝါဒတွေထဲမှာဆုံးမသွန်သင်မှုပြည့်ပြည့်စုံပြီးအလွန်များပြားလှတဲ့အဆုံးအမတရားတွေရှိတာတော့ဘုရားရဲ့အဆုံးအမတွေသာဖြစ်တယ်လောကကြီးဟာအလွန်ကျယ်ပြန့်တာဖြစ်သောကြောင့်လူမျိုးစုံတရားမျိုးစုံတို့ရဲ့နေထိုင်ရာဩကာသလောကကြီးမှာတရားတွေကမျိုးစုံသလိုစိတ်နေသဘောထားတွေကလည်းမျိုးစုံထိုကဲ့သို့အလုံးမင်းကွဲပြားခြားနားပြီးအမျိုးစုံရှိတဲ့တရားတွေရဲ့အကျိုးစီးပွားကိုတခုတည်းသောဆုံးမဖြင့်ဆုံးမသွန်သင်မို့ဆိုတာဖြစ်နိုင်စရာအကြောင်းမရှိဘူး။ဒါကြောင့်မို့မြတ်စွာဘုရားဟာဤမျိုးမျိုးနဲ့
တရားတွေရဲ့အကျိုးစီးပွားရချောင်းသွန်သင်ပြသဆုံးမခဲ့တာဖြစ်တယ်တရားဓမ္မတွေဟာတရားတွေရဲ့ဇယိုက်အကြိုက်ကိုလိုက်ပြီးဆုံးမအထုံးမှုတွေဟာလွယ်လွယ်ကူကူနဲ့ဖြစ်ပေါ်လာတာတော့မဟုတ်ဘူးမြတ်စွာဘုရားဟာအကျဉ်းသားတွေလို့မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာလဲတရားတို့ရဲ့အကြိုက်ဇယိုက်သွန်သင်ဆုံးမကြရတာဖြစ်လို့အတ္တမများပြားလာတဲ့တရားဓမ္မတွေဟောကြားဆုံးမခဲ့တာဖြစ်တယ်လူတစ်ယောက်ဟာဘုရားဘာသာလို့အမြင်တက်ဖို့အတွက်ဒီဘာတွေလိုအပ်တုံးလို့ဆိုပါစို့ဒီကနေ့ခေတ်မှာလူတွေဟာကိုယ်ဝေယဘာသာတရားကိုလက်ခံတဲ့ပုဂ္ဂိုလ်တွေကမိမိတို့ကိုယ်ဝေယဘာသာတရားနာမည်နဲ့ဘာသာဝင်ဆိုတာဖော်ပြကြတယ်level မျိုးမျိုး label မျိုးမျိုးတက်ပြီးတော့လူတွေဟာကိုယ်အမည်နာမကိုပြောကြတယ်မြတ်စွာဘုရားဟာဓမ္မကိုဟောတာဖြစ်တော့ကြောင့်တရားအလုံးပေါ်မှာမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ရှင်ကျေးလိမ္မာတဲ့အလွန်မဲ့မြင့်မြတ်တဲ့စိတ်ဓာတ်သဘောထားတွေထားလိုက်ပြီးကံကံဤအကျိုးကိုလက်ခံမိဆိုတာနဲ့ကိုယ့်ကိုယ်ဗုဒ္ဓဘာသာလို့ပြောလို့ရတယ်မြည်သည့် level မှာတတ်တတ်မတတ်တတ်မြတ်စွာဘုရားဟာတရားဟောအဆုံးအမတစ်ခုကိုလိုက်နာဖို့သာလေဟောပြောဆုံးမတာဖြစ်တယ်ဗုဒ္ဓဘာသာဆိုတာဆုတောင်းဆုယူမှုနဲ့အဆုံးသတ်ရတဲ့ဘာသာမျိုးမဟုတ်ဘူးဘုရားဘာသာဆုတောင်းမှုနဲ့တခြားဘာသာတို့ရဲ့ဆုတောင်းမှုကအလွန်ကွဲပြားခြားနားတယ်ပေါ့တခြားဘာသာတွေကမြည်သည့်အလုပ်ကိုများလုပ်တာမဟုတ်ဘဲနဲ့အဖဘုရားသခင်ရဲ့ကျေးဇူးတော်ဂုဏ်တော်တွေကိုဖော်ပြပြီးအဖဘုရားသခင်မဆာတော်မူပါ blessing ပေးပါလို့ဆိုတဲ့တောင်းဆိုမှုတွေသာဖြစ်တယ်ဘုရားဘာသာရဲ့ဆုတောင်းမှုကအဲ့လိုမျိုးမဟုတ်ဘူးမိမိကိုယ်တိုင်အလုပ်တစ်ခုကိုလုပ်ပြီးတဲ့အခါမှာဘာရည်ရွယ်ချက်နဲ့လုပ်တယ်ဆိုတာကိုယ့်ရဲ့ဥတီရည်စူးချက်ကိုထုတ်ဖော်ပြသခြင်းကိုပဲဆုတောင်းတယ်လို့ခေါ်တာဖြစ်တယ်မြတ်စွာဘုရားဆုတောင်းရုံတသက်နဲ့ဘာတစ်ခုမှမရနိုင်ဘူးအလုံးလုံးရမယ်လို့ပဲဟောတာဖြစ်တယ်ပေါ့သုတ္တတစ်ခုမှရှင်းရှင်းလေးဟောတာအေးအသက်ရှိခြင်းလို့ရှိရင်အသက်ရှိပါရစေလို့ဆုတောင်းမနေနဲ့အသက်ရှိခြင်းအကြောင်းကိုလွတ်လိုက်နာကျင့်သုံးစီဝါဥစ္စာတိုးတက်ခြင်းနဲ့စီဝါဥစ္စာတိုးတက်ပါရစေလို့ဆုတောင်းမနေနဲ့စီဝါဥစ္စာတိုးတက်ကြောင်းနိလန်းကောင်းကိုရှာကြိုးစားအားထုတ်ဒီလိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်ပေါ့လက်တွေ့ကျင့်သုံးမှုကိုအဓိကထားပြီးတော့ဆုံးမတဲ့အခါမှာမြတ်စွာဘုရားရဲ့တရားတော်တွေကိုအနှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင်ကိုလုပ်တဲ့အလုပ်တစ်ခုဘာစံချိန်နဲ့တိုင်းတာရမလဲဆိုရင်ငါလုပ်တဲ့အလုပ်ဟာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်တွေဘက်ကတိုးပွားတဲ့အလုပ်လားဆင်းရဲဒုက္ခကိုပေးနိုင်တဲ့အကုသိုလ်တွေဘက်ကတိုးပွားတဲ့အလုပ်လားဆိုတာဒီနှစ်ခုပဲနှိုင်းချိန်ရမှာဖြစ်တယ်။ကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တဲ့ကုသိုလ်ကောင်းမှုတွေကိုဖြစ်ပွားစေတယ်ဆိုလို့ရှိရင်ဒီအလုပ်ဟာမှန်ကန်တဲ့အလုပ်တစ်ခုပဲဖြစ်တယ်။အေးအကုသိုလ်တွေဖြစ်ပွားလာပြီဆိုရင်ဒီအလုပ်ဟာမမှန်ကန်တဲ့အလုပ်ဖြစ်လို့ရှောင်ရမှာဖြစ်တယ်ပေါ့။ဒါဟာမြတ်စွာဘုရားရဲ့သွန်သင်ချက်မှာအဓိကအချက်မြန်မာလူမျိုးတွေနားလေတဲ့စကားနဲ့ပြောရမယ်ဆိုရင်ရှောင်ရမှာနဲ့ဆောင်ရမှာဒီတစ်ခုပြောမြတ်စွာဘုရားရဲ့အဆုံးအမတွေအလုံးအနှစ်ချုပ်ကြည့်မယ်ဆိုရင်ရှောင်ရမယ့်ဟာကိုရှောင်ခိုင်းပြီးတော့ဆောင်ရမယ့်ဟာကိုဆောင်ခိုင်းလောကမှာယောဂဝေဒနာရှိလို့ဆရာဝန်တွေစီသွားတဲ့အခါမှာဘယ်ဆေးတော့ပါကိုရှောင်ရမယ်ဆိုတာပဲပြောမယ်ဘယ်ဆေးတော့ရမယ်ဘာလုပ်ရမယ်ဆိုတာကိုပြောမယ်ရှောင်တာနဲ့ဆောင်တာဒီတစ်ခုပဲလုပ်လက်တွေ့ချတဲ့ဆုံးမသွန်သင်မှုတွေပဲဖြစ်တယ်အဲ့တော့ဘုရားဝါဒရေးရနဲ့ပတ်သက်ပြီးတော့ဘာကြောင့်အယူဝါဒတွေဟာကွဲပြားမှုတွေရှိနေကြရတယ်လဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကိုယ်တိုင်ကလောကမှာအမှန်မြင်မှုအားနည်းခြင်းကြောင့်ကွဲပြားခြားနာတာဖြစ်တယ်တစိတ်တည်းသားကိုမြင်နေလို့ရှိရင်လောကလူတွေဟာငါမှန်တယ်ဆိုငင်းခုန်နေကြအောင်မှာပဲတဲ့အပြည့်အဝမြင်လို့ရှိရင်ငင်းစရာဆိုတာမရှိတော့
အရာဝတ္ထုတစ်ခုကိုတစ်စိတ်တစ်ပိုင်းလောက်သာသိပြီးတော့လူတွေဟာညှင်းနေကြတာပါဇနာဣခင်ကဓာတိနောမျက်မမြင်သူကန်းတို့ဆင်ဆန်းပြီးတော့ဆင်ကိုသေုပ်ဖော်ကြသလိုပဲဆင်ရဲ့တစ်စိတ်တစ်ပိုင်းလေးကိုကြည့်ပြီးဆင်ဟာတိုင်ကြီးလိုပဲဆင်ဟာတန်ချောင်းကြီးလိုပဲဆင်ဟာတပြက်စီးလိုပဲဆင်ဟာစကောပန်းကြီးလိုပဲနဲ့ဆိုပြီးတော့ပြောနေကြတာဟာတစ်စိတ်တစ်ပိုင်းကိုသာမြင်ပြီးပြောနေကြတာဖြစ်တယ်ဆင်ကောင်လုံးကြီးတစ်ခုလုံးကိုမြင်လိုက်မယ်ဆိုလို့ရှိရင်ညင်းစရာပါတစ်ခုမှမရှိဘူးအားလုံးအစိတ်ပိုင်းတွေပါဝင်တယ်လို့သူတို့ဆိုလို့ရတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားတရားတော်ဟာအားလုံးခြုံကိုမြင်နိုင်တဲ့အသိဉာဏ်ကိုမှလမ်းအသိဉာဏ်ကိုအဓိကထားတာပဲဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းအကျဉ်းနာနဲ့ပညာမှာပညာတရားအဓိကကြတော့ကအများအကျိုးကိုလုပ်တယ်ဆိုလို့ရှိရင်ကျင့်တာတရားရှိုံနဲ့မပြီးဘူးပညာရှိဖို့လို့ပညာမရှိတဲ့လူရဲ့လှုပ်ဆောင်ခြင်းဟာရင်နစ်သူကိုဝါကူ၍နှိပ်တယ်လို့ပဲဒုက္ခပေးတဲ့အလုပ်ဖြစ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ဒီအများရဲ့အကျိုးဆောင်ရွက်ဖို့ဆိုတာလုံလောက်တဲ့ပညာရှိဖို့လို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ကလည်းပဲပညာကိုအဓိကထားပြီးတော့လေ့လာကြတာမြတ်စွာဘုရားဟောတဲ့အဆုံးအမတွေဟာအသိဉာဏ်တွေဖြစ်ထွန်းစေတာပဲဖြစ်တယ်ထို့အသိဉာဏ်ဖြစ်ဖို့ရအတွက်အကျင့်သီလကောင်းဖို့လည်းလိုအပ်တယ်စိတ်အေးချမ်းမှုအတွက်စိတ်တည်ငြိမ်မှုကလည်းလိုအပ်တယ်ဆိုတာဒါတွေကပညာကိုပံ့ပိုးပေးတဲ့အရာတွေသာဖြစ်တယ်အားလုံးဟာပညာကအဓိကဖြစ်တယ်ပညာနရဏံရတနံလို့ဆိုတဲ့အတိုင်းပညာဟာတကယ်လူတွေရဲ့မြတ်နိုးဝယ်ကောင်းဆုံးသောယရဏဖြစ်တယ်ဘုရားရဲ့အဆုံးအမဟာတိပညာကိုပဲအဓိကဦးစားပေးတယ်ဆိုတာမှတ်သားနိုင်ကြတာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားပြိဋိဘံစံပြီးနောက်မှာတခိတခါပေါ်ထွန်းခဲ့တာမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့ပတ်သက်လာလို့ရှိရင်လူတွေဟာကုန်ပြည့်ပြည့်ဝဝသိနိုင်စွာမရှိကြတဲ့အခါမှာညဉ့်ညခုံညဆိုတာတွေဖြစ်ပေါ်လာအကယ်၍သာမြတ်စွာဘုရားဟောတဲ့အဆုံးအမသဘာဝတရားတွေကိုသိမယ်ဆိုရင်ညဉ့်စရာလည်းမရှိဘူးခုံစရာလည်းမရှိတော့အားလုံးဟာလက်ခံကျင့်တတ်ရတဲ့အနေအထားမျိုးတွေသာဖြစ်ဓမ္မဆိုတဲ့စကားလုံးကိုသဘာဝကိုဟောတယ်လို့ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်သဘာဝဆိုတာညှင်းပယ်လို့ရတဲ့အရာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာအလွန်များပြားပြီးသဘောပေါက်နားလည်ဖို့ရလည်းပဲအသိဉာဏ်မရှိဘူးဆိုရင်ခက်ခဲတယ်ထိုခက်ခဲသည့်အတွက်ကြောင့်ဗုဒ္ဓဝါဒရေးရမှာအခြေတင်ပြောဆိုမှုတွေရှိကြတယ်ပေါ့အဲ့ဒါကြောင့်မို့လို့တစ်ချိန်တုန်းကဒီမိလိန်နာမင်းကြီးဆိုတာပေါ်ထွန်းလာခဲ့တယ်ထိုမိလိန်နာမင်းကြီးဟာမြတ်စွာဘုရားဟောကြားတဲ့ပိဋကကျမ်းစာတွေကိုကြာကြာနာနာလေးလာပြီးသူ့စိတ်ထဲမှာဘဝင်မကြတဲ့အချက်တွေသိခြင်းနားလည်ခြင်းနဲ့စိတ်တွေဟာနှိုးဆွလို့ရှင်နာဂသေနဆိုတဲ့ပုဂ္ဂိုလ်တူနဲ့တွေ့တဲ့အခါသူမရှင်းတာတွေကိုမေးမြန်းခဲ့တာဖြစ်တယ်အဲ့ဒါကိုမှတ်တမ်းတင်ထားတဲ့မိလိန်နာပညာဆိုတဲ့ကျမ်းဟာလူတွေရဲ့အသိဉာဏ်ဘောဓုတဉာဏ်ရည်ဉာဏ်တွေဖွံ့ဖြိုးတိုးတက်ဖို့ရအတွက်များစွာအထောက်အကူဖြစ်လို့ဘုန်းကြီးတို့မိလိန်နာပညာကိုမိလိန်နာမင်းနဲ့ရှင်နာဂသေနတို့ဤဘုရားဝါဒရေးဟာအခြေတင်ပြောဆိုချက်များဆိုတဲ့ခေါင်းစဉ်နဲ့ဟောလာတာဒီတစ်ခါဆိုလို့ရှိရင်နော်15ပုံရှိသွားပြီပေါ့သို့သောမေကွန်ပေါင်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင်မိလိန်နာမင်းကြီးကအဓိကမေးလာတဲ့မေကွန်ပေါင်းဟာဒီ32ခုရှိတယ်ဒီနေ့ဟာ32ခုမြောက်မေကွန်လို့သူတို့မသားကြအဲ့တော့သူကလည်းဘောဓုတအမတန်စုံတဲ့ပုဂ္ဂိုလ်ဆိုတော့သူမေးတာဗေဒမာဆိုင်ရာမေကွန်းတွေလည်းပါတယ်လူမှုရေးမေကွန်းတွေလည်းပါတယ်တဘာဝကြကြဒီရှုတတ်မြင်တတ်ဖို့လူလောကမှာဒီအသိပညာဟာတန်ဖိုးအရှိဆုံးဖြစ်လို့နော်ဘာဆိုတာသိဖို့လည်းသိမခက်ဘူးနော်ဘယ်နေရာဘာဆိုတာသိဖို့မခက်ဘူးသိဖို့အခက်ဆုံးကတော့ဘာကြောင့်လဲဆိုတာအကြောင်းတရားကိုသိဖို့ခက်တယ်ပေါ့အဲ့ဒီဟာအကြောင်းတရားကိုရှာဖွေတတ်အောင်လို့နှိုင်းရှင်ပြဖို့
ဆွေးနွေးမေးမြန်းတာပဲဖြစ်တယ်ပေါ့ဒါမို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့အနေနဲ့မေကွန်အမေးနဲ့ဖြေဆိုသည်မှာဒီမေးတယ်ဖြေတယ်ဆိုတာအသိဉာဏ်တိုးပွားဖို့အတွက်လှုပ်ထားတာဖြစ်တယ်ပေါ့ဉာဏ်ဉာဏ်သွေးတွေတိုးမြင့်လာဖို့အတွက်ဒီအမေးဖြေသဘောတရားတွေကိုနားထောင်ကြဒီလိုမေးရင်ဒီလိုဖြေတယ်ဆိုတာဉာဏ်ဉာဏ်သွေးတက်ဖို့အတွက်အရေးကြီးတယ်ဒါကြောင့်မို့ဘုရားတရားတော်နဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကိုယ်တိုင်ကဒီတိုင်းဟောသမျှကိုကြိတ်ပိတ်ပြီးလက်ခံတာမျိုးကိုဘုရားကိုယ်တိုင်ကသဘောမကျပါဘူးအလုံးဟာမိဂုံးတွေတက်လာလို့ရှိရင်မြတ်စွာဘုရားချီးမွမ်းတယ်ယဟန်တပါးဆိုရင်မိဂုံးမေးတာမြတ်စွာဘုရားကအားပေးပြီးတော့ကြာကြာနာနာဖြေပေးတာရှိတယ်ပေါ့နော်အဲ့တော့မိဂုံးမေးတာမတမကောင်းပညာတံဝတ္တနိကပฏิပဒါမဟာပညာတံဝတ္တနိကပฏิပဒါကြီးမားသောပညာကိုဖြစ်စေနိုင်တဲ့အလုပ်ဆိုတာဟာတခြားမဟုတ်ဘူးမိဂုံးထုတ်ပြီးတော့အဖြေရှာခြင်းပဲဖြစ်တယ်ဒီလိုနားလဲဒီကနေ့ခေတ်မှာပညာပါရမီဆိုတာသူတော်ဘာတွေပညာအခွင့်အလမ်းရအောင်အားပေးတာကိုပညာပါရမီလို့ယူဆနေကြတော့လေစာပေကျမ်းဂန်ထဲမှာတော့မိမိကိုယ်တိုင်ကသိလို့ရမေးမြန်းပြီးစူးစမ်းလေးလာတတ်တဲ့ပုဂ္ဂိုလ်ဟာပညာကြီးမားတဲ့အကျိုးကိုရနိုင်တယ်ပေါ့ဒါကပိုလက်တွေ့ချတာမြတ်စွာဘုရားဟာဘာကြောင့်ပညာကြီးတယ်လဲလို့ဆိုလို့ရှိရင်ပညာပါရမီကိုဖြည့်ခဲ့တာဘယ်လိုပညာပါရမီဖြည့်တယ်လဲလို့ဆိုရင်ပညာဖြင့်သူများအခက်အခဲကိုဖြေရှင်းခဲ့တာလည်းပါတယ်အဓိကကတော့တတ်သိနားလည်တဲ့ပုဂ္ဂိုလ်တွေထံချင်းကပ်ပြီးတော့လောကရဲ့သဘာဝတွေကိုစစ်ဖုမေးမြန်းခြင်းဟာပညာပါရမီရဲ့အကြောင်းတစ်ခုဖြစ်တယ်လို့ဆိုတာဒါကြောင့်မို့မေးကြရတယ်မြန်းကြရတယ်ပေါ့မေးမြန်းမှုဖြင့်အသိပညာတိုးပွားနိုင်တယ်ဒါမှမဟုတ်မိလိန်နာမင်းကြီးရတယ်မေးလိုက်တယ်မေးခွန်းတွေရှင်နာဂသေနာလေကြာကြာနာနာဖြစ်ဆိုခဲ့တယ်ပေါ့ဒီကနေ့32ခုမြောက်မေးခွန်းကိုသူမေးတာဟာအဘိဓမ္မာဆိုင်ရာမေးခွန်းသာဖြစ်တယ်ဗိဓမာဆိုင်ရာမေခွန်းဆိုတော့ဗိဓမာမသိမှုတဲ့ပုဂ္ဂိုလ်တွေအတွက်အနည်းငယ်အခြေခံရအောင်ပြောရမယ်ဆိုရင်ဘုန်းကြီးတို့တွေမျက်စိလေးဖွင့်လိုက်တဲ့အခါမှာမြင်စရာအာယုံလေးကမျက်စိထဲမှာပေါ်လာတယ်အဲ့ဒီမှာမျက်စိကတစ်ခုမျက်စိထဲမှာပေါ်လာတဲ့အာယုံလေးကတစ်ခုမျက်စိကိုစက္ခုလို့ခေါ်တဲ့မျက်စိထဲမှာပေါ်လာတဲ့အာယုံကိုရူပယုံလို့ခေါ်တယ်စက္ခာယအာယရဏနာမည်နဲ့ပြောမယ်ဆိုရင်မျက်စိကစက္ခာယတနာမျက်စိထဲမှာပေါ်လာတဲ့အစင်းအာယုန်တွေကရူပယတနာအဲ့ဒီအာယရဏနှစ်ခုစုံလိုက်တဲ့အခါမှာမြင်သိစိတ်ဆိုပေါ်လာတယ်ထို့တူပဲနားရဲ့အတန်ရဲ့နှစ်ခုစုံလိုက်တယ်နားကိုသောတာယတနာအတန်ကိုတတ္ထာယတနာလို့ခေါ်တယ်နားနဲ့အတန်ဆုံလိုက်လို့ရှိရင်သောတာဝိညာဏလို့ခေါ်တယ်ဇာတိစိတ်ကလေးပေါ်လာတယ်ဒါအဘိဓမ္မာသဘောလေးတွေကိုယ့်ရဲ့ဘဝမှာစဉ်းစားကြည့်တာဒီသဘာဝတရားလေးတွေဖြစ်နေတယ်ဆိုတာစဉ်းစားကြည့်နော်ကိုယ်မှာနှာခေါင်းရှိတယ်အနံ့ထွက်လာလို့ရှိရင်ထိုနှာခေါင်းကအနံ့ကိုဖမ်းယူပြီးတော့ဘာနံ့ဆိုတာကိုသိလာတယ်ဟောအနံ့ရမှသိတယ်သုံးခုနှာခေါင်းကိုခန္ဓာယတနာလို့ခေါ်တယ်အနံ့ကိုတော့ခန္ဓာယတနာလို့ခေါ်တယ်သိလာတဲ့စိတ်ကိုတော့ခန္ဓာဝိညာဉ်စိတ်အနံ့ရပြီးသိတဲ့စိတ်ကိုခန္ဓာဝိညာဉ်စိတ်နေ့စဉ်နဲ့ညဘုန်းကြီးတို့တွေအစာစားနေကြတယ်အစာစားတော့ပါဇက်ထဲမှာရှာရှိတယ်ရှာပေါ်မှာစားလိုက်တဲ့အစာရောက်သွားတာနဲ့တပြိုင်နက်ချိုးတဲ့ချင်းနဲ့ခါတဲ့စက်တင်ငန်းနဲ့ဆိုတဲ့အရာသာပေါ်လာတယ်အဲ့တော့လျှာရဲ့အရသာရဲ့နှစ်ခုဆုံလိုက်တဲ့အခါမှာအရသာသိတဲ့စိတ်ကလေးပေါ်လာတယ်အဲ့ဒီနေရာမှာလျှာကဇီဝယတနာဒီအစာအာဟာရထဲမှာရှိတဲ့ချွတ်ချင်းခံစက္ခာဆိုတဲ့အရသာကရတယတနာသိလိုက်တဲ့စိတ်ကဇေဝဝိညာဉ်စိတ်လို့ဆိုပြီးတော့ဟောသုံးမျိုးအများအားရှိတယ်ဆိုတော့သဘောပေါက်သုံးခုဖြစ်တယ်ဆိုတော့ပါဠိလိုမခေါ်တတ်လည်းပဲကိုယ့်အကိုသိနေရတယ်ရှားရဲ့အရသာရဲ့အရသာသိတဲ့စိတ်ရဲ့ဟောသုံးခုလာတာပဲအများအားထို့တူပဲကိုယ်ကာယ
ရှိတယ်ကိုယ်ကာယကိုတစ်ခုကလာထိတယ်ဆိုတဲ့အထိမှာပြောတယ်မာတယ်ဆိုတာသိမယ်သို့မဟုတ်ပူတယ်အေးတယ်သိမယ်သို့တော့လှုပ်ရှားတဲ့တွန်းကန်တယ်ဆိုတာသိမယ်ဒီသုံးမျိုးပဲသိလို့ရတယ်ထိတယ်လူတွေစမ်းကြည့်တာသိတယ်ထမင်းချက်တဲ့အမျိုးသမီးတွေရှေးတုန်းကတော့ခုတော့ rice cooker နဲ့ချက်တာဆိုတော့သိစမ်းကြဖို့မရဘူးရှေးတုန်းကတော့ဗမာပြည်မှာထမင်းချက်ပြီးဆိုလို့ရှိရင်ရောင်းမလေးနဲ့ကော်ပြီးတော့နတ်မနက်တစ်ချောင်းကလေးနဲ့ဖိကြည့်ကြတယ်လေအဲ့ဒါလို့ဖိကြည့်တော့ဒီဘာကိုကြည့်တာတော့ဆိုထမင်းပြော့လားမပြော့လားနတ်လားမနတ်လားဆန်းလားအဲ့ဒါကြတော့ပထဝီဆန်းမိတာအေးတခါကျတော့ရှည်လေးကိုတောက်မယ်ဆိုရင်အေးသလားပူသလားဆန်းတဲ့အခါကျတော့တေဇောကိုဆန်းမိတာတခါလှုပ်ရှားမှုကိုဆန်းတဲ့အခါကျတော့လေတိုက်တယ်လေရဲ့ခန္ဓာကိုယ်လာထိမှုတွေတွေ့တယ်အဲ့ဒီမှာကျတော့ဝါယောကိုဆန်းမိတယ်လို့ဒီလိုဆိုလို့ရပေါ့အဲ့တော့ကိုယ်ကာယရဲ့ထိတွေ့လာတဲ့အထိတွေ့ရဲ့ဒီနှစ်ခုစုံပြီးလိုက်တဲ့အခါမှာထိကိုသိတာသိတဲ့စိတ်ပေါ်လာတယ်ကိုယ်ကာယကိုကာယယတနာလို့ခေါ်တယ်လာထိတဲ့အာယုံကိုဖုတ္တဘာယတနာလို့ခေါ်တယ်သိတဲ့စိတ်တွေကကာဝိညာဉ်စိတ်လို့ခေါ်တယ်ပေါ့ဒါကလူတိုင်းမှာရှိတယ်မျက်စိနားနာလျှာကာယဆိုရယ်၅ခုဓာရ၅ခုနဲ့ဆင်းနေထင်လာပေါ့ဟောနောက်တစ်ခုကမျက်စိကထင်တာလည်းမဟုတ်နားကကြားတာလည်းမဟုတ်နှာခေါင်းကအနံ့ရတာမျိုးလည်းမဟုတ်ဘူးလျှာကတရက်တာလည်းမဟုတ်ခန္ဓာကိုယ်ကထိတာလည်းမဟုတ်အလွတ်စိတ်ကူးထဲမှာတွေ့တယ်နော်ပြီးခဲ့တဲ့ဟာကိုပြန်တွေးတာမနေ့ကဒုက္ခတာကိုပြန်တွေးတယ်စိတ်တတ်နဲ့ပျောက်ကွယ်သွားပြီးသားဖြစ်တဲ့အာယုံသို့မဟုတ်မရသေးတဲ့အာယုံတစ်ခုပြန်တွေးတာအဲ့ဒါကြတော့ပြန်တွေးပြီးတော့ရောသိတယ်ဆိုစိတ်ပေါ်လာပြန်အဲ့ဒီမှာစိတ်ဆိုတာကိုမနာယတနာတွေးတဲ့အာယုံကိုဓမ္မယတနာသိတဲ့စိတ်ကိုမနောဝိညာဏလို့ဒီလိုခေါ်တယ်ပေါ့နော်အဲ့ဒါအကျဉ်းများအဖြစ်အာယတနာ12ပါးဓာတ်18ပါးကိုခုလိုလေးနားလည်ထားအခြေခံအားဖြင့်အခုလိုနားလည်ထားတယ်အဲ့လိုနားလည်ထားပြီးတဲ့နောက်မှာစိတ်ဖြစ်စဉ်လေးကိုသဘောပေါက်ထားဖို့လိုတယ်စိတ်ဖြစ်စဉ်လေးကိုကျမ်းမဲ့ပြောမယ်ဆိုရင်ဘယ်ဟာပဲဖြစ်ဖြစ်စိတ်ဖြစ်စဉ်ဆိုတာရှိတယ်အရာခတ်သိမ်းဟာသူဖြစ်စဉ်နဲ့သွားနေကြတာလူတွေတတိမပြုရင်သာမသိတာပန်းပွင့်လေးတစ်ပွင့်ရဲ့ဖြစ်စဉ်ကြည့်လေပထမဆုံးဟာငုံကင်းလေးလာပြီးတော့မှဖူးလေးလာပြီးတဲ့အခါကျတော့ပွင့်ပြီးရင်ရက်လာတယ်ရက်လာပြီးတော့နွမ်းလာတယ်ပြီးတော့ကြွေကြသွားပန်းပွင့်လေးရဲ့ဖြစ်စဉ်မှာ process ရှိဖြစ်စဉ်လေးတစ်ခုရှိဘယ်အရာပဲဖြစ်စဉ်တစ်ခုရှိနော်အဲ့ဒီဖြစ်စဉ်လေးကိုသဘောထားကြည့်ဒီနံပါတ်စဉ်ကလေးနဲ့တွားတာကြော်လို့လည်းမရဘူးဥပမာပဲပွင့်ပြီးမှဖူးတာမဟုတ်ဘူးလေဖူးပြီးမှပွင့်တာလေအဲ့ဒီနံပါတ်စဉ်မကြော်ဘူးသူကသူဖြစ်တယ်အဲ့ဒီလိုမကြော်ဘဲနဲ့ဖြစ်နေတာသဘာဝရဲ့ဖြစ်စဉ်လို့ခေါ်တယ်စိတ်မှလည်းပဲထုတ်တူပဲသဘာဝရဲ့ဖြစ်စဉ်ဝိသိစိတ်ဆိုတဲ့လူတွေရဲ့တဏ္ဍာမှာစိတ်ဖြစ်စဉ်လေးဟာဘာနဲ့အလားသဏ္ဍာန်တူတော့ဆိုလူတွေလုံနေတဲ့ဖြစ်စဉ်နဲ့အလားသဏ္ဍာန်တူတယ်ဥပမာတစ်ခုမိမိကိုယ်တိုင်အခန်းထဲမှာတကားပိတ်ပြီးတော့တယောက်တည်းနေတယ်ဆိုပါစို့ကိုယ်စီလာလေတဲ့တယ်လီဖုန်းမဆက်ဘဲနဲ့ရောက်လာတဲ့တငယ်ချင်းကပိတ်ထားတဲ့တကားကိုတောက်နဲ့လာခောက်တယ်ဟောအတန်ကြားတယ်အတန်ကြားတော့တကားကိုထဖွင့်တဲ့အခါမှာမြင်တဲ့အခါမှာလက်ခံနဲ့ခေါ်ယူတယ်ပြီးတဲ့အခါစကားထိုင်ပြောတယ်စကားထိုင်ပြောပြီးနောက်ဆုံးမှာကော်ဖီနဲ့အခန္ဓာတို့ဘာတို့တစုံတစ်ခုအခန့်ပြီးတဲ့အခါပြီးတော့သူကိစ္စပြီးတော့ပြန်သွားတယ်တကားပြန်ပိတ်သွားတယ်ဖြစ်စဉ်တစ်ခုပြောတာနော်ဖြစ်စဉ်တစ်ခုအဲ့ဒါလိုပဲဘုန်းကြီးတို့တွေမှာတကား6ပေါက်ရှိတယ်လူတွေမှာတကား6ပေါက်ရှိတယ်မျက်စိကအဆင့်အာယုံဆိုတာဒါတကားလာခောက်ထားတကားလာခောက်တဲ့အခါကျတော့မျက်စိတကားနေပြီးတော့အဆင့်အာယုံတစ်ခုဝင်လာအဲ့ဒီတ
တကားလာခောက်လို့တကားဖွင့်တာကိုပစ္စဒရဝိဇ္ဇံစိတ်လို့ခေါ်တယ်တကားဖွင့်လိုက်လို့မြင်တာကိုသက္ခုဝိညာဉ်စိတ်လို့ခေါ်တယ်ပစ္စဒရဝိဇ္ဇံပြီးမှသက္ခုဝိညာဉ်စိတ်မြင်ပြီးတဲ့အခါဘာလို့တော့လာပါဆိုပြီးလက်ခံတာဒါကိုတမ္ပတိဆိုင်လက်ခံစိတ်လို့ခေါ်တယ်ထိုလက်ခံပြီးတဲ့အခါဘာကိစ္စလာတယ်လဲဆိုတာစူးစမ်းတာတန်တိရဏအဲ့ဒါစူးစမ်းစိတ်လို့ခေါ်တယ်အဲ့စူးစမ်းစိတ်ပြီးဘာကိစ္စလာတယ်လို့သိမြင်ဆုံးဖြတ်သွားတာဝုထောလို့ခေါ်တယ်အဲ့ဒီဝုထောစိတ်ဆုံးဖြတ်ချက်ပြီးပြီဆိုတဲ့အခါအတူတကွစကားစမြည်ပြောကော်ဖီတောက်တာဇောစိတ်လို့ခေါ်တယ်ဇောစိတ်ပြီးရောပြီးနှုတ်ခတ်တုံးနဲ့တူနှုတ်ခွန်းဆက်တာတရားယုံပြီးတော့တကားပြန်ပိတ်သွားတယ်ကိစ္စတစ်ခုပြီးသွားဒါ process လို့ခေါ်တယ်ဖြစ်စဉ်လေးတစ်ခုပဲဘယ်အရာပဲဖြစ်ဖြစ်တတိထားနေလို့ရှိရင်ဖြစ်စဉ်လေးတစ်ခုရှိတယ်အဲ့ဒီဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့အခုမိလိမ့်နာမင်းကြီးကရှင်နာဂသိန်ကိုမေးတာဖြစ်တယ်ပေါ့ဒါနားလည်နိုင်အောင်အခြေခံလေးတစ်ခုပြောပြတာနော်ကဲဖြစ်စဉ်လေးတစ်ခုပြောတဲ့အခါမှာကြည့်မျက်စိကမြင်တဲ့မြင်သိစိတ်ကိုသက္ခုဝိညာဉ်စိတ်လို့ခေါ်တယ်အဲ့ဒီကစပြီးသူမေးခွန်းထုတ်တယ်နော်မိလိမ့်နာမင်းကြီးကရှင်နာဂသိန်ကိုမေးခွန်းထုတ်တယ်ယထသက္ခုဝိညာဏဥပ္ပစ္စတိတထမနောဝိညာဏဥပ္ပစ္စတိသူမေးတဲ့မေးခွန်းကနော်ခုနကသက္ခုဓာရမှာဆိုရင်သက္ခုဝိညာဉ်စိတ်ဖြစ်တဲ့ဖြစ်ပြီးရင်နောက်ကတမ္ပတိဆိုင်တန်တိရဏဝုထောဆိုတဲ့စိတ်တွေဆက်လာတယ်ဇောတွေထီအောင်ဆက်လာအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသူမေးမှာသက္ခုဝိညာဉ်စိတ်ဖြစ်တဲ့နေရာမှာမနောဝိညာဉ်စိတ်ဖြစ်သလားဆိုမေးခွန်းမေးတယ်နော်သက္ခုဝိညာဉ်စိတ်ဖြစ်တဲ့နေရာမှာမနောဝိညာဉ်စိတ်ဖြစ်သလားအဲ့ဒီမေးခွန်းကိုရှင်နာဂသေနာဖြစ်တာပေါ့တဲ့သက္ခုဝိညာဉ်စိတ်ဖြစ်ပြီဆိုရင်မနောဝိညာဉ်ဖြစ်တယ်ဘာလို့လို့ဆိုရင်မြင်ပြီးုံနဲ့မြင်ုံနဲ့ရပ်သွားမှာမဟုတ်မြင်ပြီးရင်လက်ခံတယ်စုံစမ်းတယ်ဆုံးဖြတ်တယ်နော်ပြီးတော့အလုံးလုံးတဲ့ဇောစိတ်တွေဖြစ်တယ်ပြီးတော့ဇောကိုဆက်ခံတဲ့တရားယုံစိတ်တွေဖြစ်တယ်ပြီးတော့မှသူကိစ္စပြီးသွားတယ်လူတွေစိတ်ထဲမှာဖြစ်ရင်အဲ့ဒီပုံစံပဲလားကြားပြီးရင်လည်းစဉ်းစားကြည့်လေလူတွေဟာမြင်ပြီးရင်စဉ်းစားတယ်အကြမ်းမြင်ပြောမှဆိုရင်မြင်ပြီးရင်စဉ်းစားတယ်မြင်တဲ့စိတ်ကသက္ခုဝိညာဉ်စိတ်စဉ်းစားတဲ့စိတ်ကမနောဝိညာဉ်စိတ်လို့ဒီလိုအကြမ်းမြင်မှတ်ထားကြည့်ကြားပြီးရင်လည်းဘာသာမာလိစဉ်းစားတယ်ဘာသာမာလိစဉ်းစားတာမနောဝိညာဉ်စိတ်အနတ်ရရင်လည်းဘာနတ်မာလိစဉ်းစားမယ်အနတ်ရတဲ့စိတ်ကခန္ဓာဝိညာဉ်စိတ်စဉ်းစားတဲ့စိတ်ကမနောဝိညာဉ်စိတ်ဒီလိုဆိုလို့ပေါ့အကြမ်းမြင်အဖြစ်ပြောမယ်ထို့တူပဲမြည်ကြည့်လိုက်တယ်မြည်ကြည့်လိုက်တော့စီဝဝိညာဉ်စိတ်ဖြစ်တယ်ရတာသိတယ်ပြီးတော့ဘယ်ရတာပါလိမ့်ကောင်းတယ်မကောင်းဘူးဆက်တွေ့တာမနောဝိညာဉ်စိတ်ခန္ဓာကိုယ်လာထိတယ်ဆိုရင်ထိလို့တီးလိုက်တဲ့စိတ်ကကာဝိညာဉ်စိတ်အေးထိလို့ကောင်းလိုက်တာတော့မဟုတ်ထိလို့မကောင်းဘူးဒါကြီးကကြမ်းတမ်းလိုက်တာဒါကြီးကပူလိုက်တာနဲ့ဆိုဆက်တွေးတာတွေကြတော့ကာယဝိညာဉ်စိတ်ဖြစ်ကာယမနောဝိညာဉ်စိတ်လို့ဖြစ်စိတ်ကူးကြံစီတဲ့အခါမှလည်းပဲထို့တူပဲမနောဝိညာဉ်စိတ်တွေဖြစ်လာတာတည်းလို့ဒွါရတွေနဲ့ပတ်သက်ပြီးဒီလိုမှတ်သားထားပြီးတော့သူမေးတဲ့မေးခွန်းကသက္ခုဝိညာဉ်စိတ်ဖြစ်လို့ဖြစ်တဲ့နေရာမှာမနောဝိညာဉ်စိတ်ဆိုတဲ့ကြံတွေးစိတ်တွေဖြစ်သလားလို့ဆိုဖြစ်တာပေါ့တဲ့ကြံတွေးစိတ်တွေဖြစ်တယ်။မြင်သိစိတ်ဖြစ်ပြီးရင်ကြံတွေးစိတ်ဖြစ်တယ်။အဲ့တော့ကြံတွေးစိတ်ဖြစ်လာတဲ့အခါမှာသူကဘာမေးချင်တာတော့ဆိုအဲ့တော့ပထမအဲ့ဒီလိုကြံတွေးစိတ်ဖြစ်လာတဲ့အခါမှာပထမဖြစ်တာကသက္ခုဝိညာဉ်စိတ်သက္ခုဝိညာဉ်စိတ်ကပထမဖြစ်တယ်ကြံတွေးစိတ်ကမြင်သိစိတ်ကပထမဖြစ်တယ်ကြံသိစိတ်ကနောက်မှဖြစ်တယ်သို့မဟုတ်ကြံသိစိတ်ကအရင်ဖြစ်ပြီးတော့မှမြင်သိစိတ်ကနောက်မှဖြစ်တာလားသူမေးချင်တာနော်မြင်သိစိတ်ကအရင်ဖြစ်တာလားကြံသိစိတ်ကနောက်မှဖြစ်တာလားသို့မဟုတ်ကြံသိစိတ်ကပထမဖြစ်ပြီးမြင်သိစိတ်ကနောက်မှဖြစ်တာလားဒီမေးခွန်းလေးကိုသူမေးတယ်အဲ့တော့မေးတော့ဒီရှင်နာဂသေနာဖြစ်တယ်မြင်သိစိတ်ဖြစ်ပြီးမှကြံသိစိတ်တွေးသိစိတ်ဖြစ်တာပါပထမမြင်သိစိတ်ကအရင်ဖြစ်တယ်ပေါ့
အဲ့တော့မြင်သိစိတ်ဖြစ်ပြီးတဲ့အခါမှာတဲ့အဲ့ဒီစက္ခုဝိညာဉ်စိတ်ဆိုတဲ့မြင်သိစိတ်လေးကသူကကြံသိစိတ်ကလေးကိုအမိတ်ပေးသလားတဲ့ငါအရင်ဖြစ်မယ်မင်းငါနောက်ကလိုက်ဖြစ်ခဲ့လို့သူကနေပြီးတော့ပြောထားတာရှိသလားအမိတ်ပေးတာရှိသလားသို့မဟုတ်ကြံသိစိတ်လေးကလည်းစက္ခုဝိညာဉ်စိတ်ကိုမင်းကအရင်သွားနေငါနောက်ကလိုက်ခဲ့မယ်လို့ရောဒီလိုပြောထားတာမျိုးရှိသလားတဲ့ဖြစ်စဉ်လေးတစ်ခုမှစဉ်းစားကြည့်နော်စက္ခုဝိညာဉ်ကအရင်ဖြစ်တယ်နောက်တစ်ခါမနောဝိညာဉ်ဖြစ်တယ်မြင်သိစိတ်ကလေးကအရင်ဖြစ်တယ်ကြံတွေ့စိတ်ကနောက်ကဖြစ်တယ်အဲ့ဒီလိုဖြစ်တဲ့အခါမှာစက္ခုဝိညာဉ်စိတ်လေးကအေးမင်းငါဖြစ်ပြီးမင်းနောက်ကလိုက်ခဲ့လို့ပြောတာလားတဲ့သို့မဟုတ်မနောဝိညာဉ်စိတ်လေးကမင်းသွားနဲ့ငါနောက်ကလိုက်ခဲ့မယ်လို့ပြောတာလားတဲ့နော်တဘာဝကိုကြည့်ပန်းပွင့်လေးတစ်ပွင့်ကအေးပန်းပွင့်လေးမတိုင်ခင်ကအဖူးလေးကလာတယ်အဲ့ဒီဖူးလေးကငါဖူးပြီးမင်းပွင့်ရမယ်နော်လို့ပြောခဲ့သလားနော်သို့မဟုတ်အပွင့်လေးကမင်းဖူးနဲ့ငါနောက်မှပွင့်မယ်လို့ပြောသလားဒီလိုဆိုလိုတာပေါ့နော်သူပြောချင်တယ်အဲ့ဒီတဘာဝတွေကိုဘယ်သူကနေပြီးချိတ်ဆက်ပြီးဘယ်သူကစိတ်မှန်ခံခွဲနေတာလဲဒီအိဗယ်မျိုးသူကမေးတယ်နော်အဲ့ဒါလိုမေးတဲ့အခါကျတော့သူကဘာပြောတော့ဆိုဒီရှင်မီးလေးနဲ့ဒီရှင်နာဂသေနာဘာပြောတာတော့ဆိုမဟုတ်ဘူးတဲ့ယင်သိစိတ်လေးကလည်းငါအရင်ဖြစ်နေမယ်ဇာတိကြံတွေးစိတ်တွေနောက်ငါနောက်ကဖြစ်ရမယ်လို့လည်း तू မပြောခဲ့ဘူးတဲ့ကြံတွေးစိတ်ကလည်းမင်းအရင်ဖြစ်နေငါနောက်ကလိုက်ခဲ့မယ်လို့လည်းမပြောဘူးတဲ့သူတို့အချင်းချင်းဟာစကားပြောနိုင်စွာမရှိကြဘူးသူဆိုစကားပြောနိုင်စွာမရှိဘူးတဲ့တဦးနဲ့တဦးစကားပြောတာမရှိဘူးဆိုလိုတာအချိတ်ဆက်မရှိဘူးလို့ဆိုလိုတယ်ချိတ်ဆက်မရှိဘူးဒီဖြစ်စဉ်ကြီးတစ်ခုဟာချိတ်ဆက်အနေနဲ့ချင်းချင်းညှိနှိုင်းပြီးတော့လုပ်တယ်ဆိုတာမျိုးမရှိဘူးလို့သူတို့ပြောလို့တာနော်မရှိဘူးအဲ့ဒါလို့မရှိဘဲနဲ့တဲ့မိလိုက်တာမင်းကြီးထပ်မိတယ်ဟုတ်ပြီအဲ့ဒါလို့တဦးနဲ့တူဒီသဘာဝတရားတွေဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတာမရှိဘူးအဲ့ဒီလိုချိတ်ဆက်ထားတာမရှိဘဲနဲ့စက္ခုဝိညာဉ်စိတ်ဖြစ်ပြီးတဲ့နောက်မှာမနောဝိညာဉ်စိတ်သို့မဟုတ်မြင်သိစိတ်ဖြစ်ပြီးတဲ့နောက်မှာကြံသိစိတ်ကနောက်ကဖြစ်တယ်ဆိုတာဘာကြောင့်လဲဒီမေကုန်းကိုမေးတာနော်ဘာကြောင့်လဲဆိုတော့ပန်းပူလေးနဲ့ပန်းအပွင့်လေးဟာချိတ်ဆက်မရှိဘူးချိတ်ဆက်မရှိဘူးအဲ့ဒီတကအပွင့်လေးနဲ့အသီးနဲ့လည်းချိတ်ဆက်မရှိဘူးငါပွင့်ပြီးရင်မင်းသိရမယ်လို့ဒီလိုချိတ်ဆက်မရှိဘူးချိတ်ဆက်မရှိဘဲနဲ့ဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဒီနေရာမှာသူကအကြောင်းကိုမေးတာပေါ့နော်မြင်သိစိတ်နဲ့ကြံသိစိတ်ဟာအချိတ်ဆက်မရှိဘဲနဲ့ဘယ်လိုလုပ်ပြီးတော့ဖြစ်ကြသလဲလို့ဆိုရှင်နာဂသေနာအကြောင်း၄မျိုးဖော်ပြထားတယ်နံပါတ်1ကမြုပ်ကိုင်းပြီးတော့ဒီဘက်ကိုဥတည်ပြီးတော့သွားနေတာဆိုတာတခုနေနတ္တာလို့နေနဆိုတဲ့စကားလုံးနဲ့သုံးနေနဆိုမြုပ်ကိုင်းနေတာအကြောင်းတစ်ခုပဲနောက်တစ်ခုကတော့စိတ်နတ္တာအလေးကျင့်ရသွားတာတစ်ခုသမုဒ္ဒစရိတ္တာသမုဒ္ဒစရိတ္တဆိုတာအကျင့်ဖြစ်သွားတာအကျင့်ပါသွားတာဒါတစ်ခုအဲ့ဒီအကြောင်း၃မျိုးချောင်းတဲ့တူနဲ့တူတစ်ခုနဲ့တစ်ခုဟာညှိနှိုင်းတိုင်ပင်ထားတာမရှိတော့လည်းပဲသူပြီးရင်သူဖြစ်မယ်သူပြီးရင်သူဖြစ်မယ်ဆိုတဲ့ဒီ process ဟာဖြစ်ရတာပါလို့မိနေတယ်မင်းကြီးကိုသူဖြေလိုက်တယ်အဲ့တော့ဒီနေရာလေးမှာမိနေတယ်မင်းကြီးထပ်မေးတယ်အရှင်ဘုရားညုတ်ကိုင်းလို့မြင်သိစိတ်ကလေးဖြစ်ပြီးတဲ့နောက်ကြံတွေးစိတ်ကလေးကဖြစ်လာရတယ်ဆိုတာညွတ်ကိုင်းနေလို့ညွတ်နေလို့ဖြစ်တယ်လို့ဆိုညွတ်တယ်ဆိုတာတပင်ဟာဟိုတစ်ဖက်ကိုကိုင်းနေတယ်ဆိုလို့ရှိရင်လဲချင်းလဲရင်အဲ့ဒီဘက်ပဲလဲမှာနော်ဥလှဲ့နေတယ်လို့အတိတ်ပဲပြောလို့လားဥလှဲ့နေတယ်လို့ဆိုလို့ရပေါ့အဲ့ဒီလိုဥလှဲ့နေပုံလေးကိုရှင်းပြစမ်းပါတဲ့ဥပမာနဲ့ဘယ်လိုဥလှဲ့တာလဲ
ရှေ့ကသွားတဲ့ဟာနဲ့နောက်ကဟာဘလို့ဆက်သွယ်တာလဲဆိုတာကိုသူမေးလို့ရင်ပေါ့နော်ဥပမာလေးတစ်ခုပြောပါလို့ဆိုတော့သူကမင်းကြီးဥပမာတစ်ခုပြောပြမယ်မိုးရွာချလိုက်တယ်အဲ့ဒီကောင်းကင်ရွာချလိုက်တဲ့မိုးဟာဘယ်စီးသွားလို့ဆိုနှိမ့်နဲ့စီးသွားအမြင့်အနှိမ့်ရှိနေတဲ့ level မှာနှိမ့်တဲ့ဘက်ကိုစီးသွားတယ်ဟုတ်ပြီပထမရွာချလိုက်တဲ့မိုးရေဟာနှိမ့်တဲ့ဘက်ကိုစီးသွားတယ်ဒါဖြင့်နောက်တစ်ခါမိုးရွာပြန်တယ်ဘယ်စီးပြန်တော့လို့ဆိုနှိမ့်တဲ့ဘက်အပြင်ပထမရေစီးချောင်းတိုင်လိုက်သွားတယ်အေယဝရိမြေကြီးဖြစ်နေတာကြည့်လေနော်မြန်မာပြည်ကအေယဝရိမြေကြီးဖြစ်တခြားနေရာမစီးဘူးရေစီးချောင်းရှိတဲ့နေရာထပ်စီးတာနောက်လာတာတွေကအဲ့ဒါကိုနေနာလို့ခေါ်တယ်နှိမ့်တဲ့ဘက်ကိုစီးသွားတယ်ရေဟာနှိမ့်တဲ့ဘက်ကိုစီးသွားတယ်စီးသွားပြီးတော့နောက်တစ်ခါပထမရေစီးချောင်းရှိတဲ့နေရာဒုတိယရေကလိုက်လာတယ်အဲ့သူတို့အချင်းချင်းတိုင်ပင်ထားတာမဟုတ်ဘူးငါဒီလမ်းသွားမယ်မင်းလည်းဒီလမ်းလိုက်ခဲ့လို့တိုင်ပင်တာမဟုတ်ဘူးအေယဝတီမြေကြီးတဲ့ဝင်လာတဲ့ရေတွေဟာတိုင်ပင်ပြီးဝင်လာတာမဟုတ်ဘူးနှစ်တိုင်းဒီလမ်းကြောင်းတိုင်းသွားကြတာသူတို့ဆိုလို့နော်အဲ့ဒါလိုပဲတဲ့မြင်သိစိတ်ဖြစ်သွားတဲ့အခါမှာကြံသိစိတ်ကဒီရေစည်းကြောင်းလိုပဲနှိမ့်တဲ့ဘက်ကိုစီးသွားတယ်လို့ပဲကြံတွေးစိတ်ကနောက်ကလိုက်လာအဲ့ဒါဒီဘက်ကိုညွတ်နေလို့ဒီတိုင်းလိုက်လာတာလို့ဆိုလို့အဲ့ဒါညွတ်ကိုင်းတဲ့သဘောကိုဆိုလို့တယ်အဲ့တော့သူတို့အချင်းချင်းဟာနော်ဒီအဲ့ဒါလို့ဒီအရင်ရေစီးကြောင်းတိုင်းနောက်ရေစီးကလိုက်သွားသလိုနော်နောက်ရေစီးကပဲလိုက်သွားတယ်အဲ့ဒါလို့ဖြစ်တဲ့နေရာမှာတဲ့ပထမဆုံးစီးတဲ့ရေကနောက်စီးတဲ့ရေကိုမင်းကနောက်လိုက်ခဲ့လို့ခေါ်တော့တာရှိလားတဲ့ရှင်နာဂသိဏမေးတာဘုရင်ကြီးကိုနောက်ရေစီးကြောင်းငါနောက်လိုက်ခဲ့လို့ရှိသလားအရင်ရေစီးကြောင်းသွားတဲ့နောက်ကိုနောက်ရေစီးကြောင်းကလည်းငါလိုက်ခဲ့မယ်မင်းသွားနဲ့လို့ပြောတာရှိသလားတဲ့ဆိုမရှိဘူးသူတို့ချင်းချင်းလည်းတွေ့ဆုံမှုမရှိဘူးစကားပြောတာတိုင်ပင်ညှိနှိုင်းတာဘာတစ်ခုမှမရှိဘူးသို့တော့တဘာဝကိုအဲ့ဒီဘက်ကိုညွတ်နေတာလို့သူဆိုလို့တယ်ပေါ့တဘာဝကညွတ်တယ်အဲ့ဒါကိုဆိုလို့တယ်တဲ့ညွတ်ကိုင်းနေသည့်အတွက်ကြောင့်အချင်းချင်းသက္ကဝိညာဉ်စိတ်ဖြစ်တဲ့နောက်မှာမနောဝိညာဉ်စိတ်ဆိုတာဖြစ်လိုက်လာတယ်လို့ဒီလိုရှင်းပြတယ်နော်လို့ရှင်းပြအဲ့တော့ညွတ်ကိုင်းမှုကအကြောင်းတစ်ခုပဲလို့ဆိုလိုတာပေါ့ညွတ်ကိုင်းမှုကြောင့်ဖြစ်တယ်မိုးရွာချလိုက်တဲ့ရေလေးစီးသွားတာဟာနောက်စီးဖို့ရအတွက်လည်းသူကလမ်းထွင်ပေးတယ်လို့ဖြစ်သွားတယ်ပထမစီးသွားတဲ့ရေနဲ့နောက်စီးသွားတဲ့ရေဟာအချိတ်ဆက်မရှိဘူးမရှိတော့လည်းပဲပထမစီးတဲ့ရေကနေရံကိုစီးသွားတယ်နောက်စီးတဲ့ရေကရေစီးချောင်းလေးတိုင်လိုက်သွားတယ်ဟောအချင်းချင်းဒီလမ်းကလိုက်ခဲ့လို့ခေါ်သွားတာလည်းမဟုတ်ဘူးထို့တူပဲစိတ်ဖြစ်စဉ်တွေဟာအဲ့ဒီသဘောပဲနေနာဆိုတဲ့ညွတ်ကိုင်းမှုဟာဒီလိုစင်စမပြတ်ဖြစ်ဖို့ရအတွက်အကြောင်းတစ်ခုပဲလို့မိလိန်နာမင်းကြီးကိုဒီလိုရှင်းပြတယ်ဟောနောက်တစ်ခုနဲ့ရှင်းပြတာတော့သူကနောက်တစ်ခုကတော့ဒွါရတ္တာတကားပေါက်အနေနဲ့ဖြစ်နေလို့တကားပေါက်အနေနဲ့ဖြစ်နေလို့ဒီဟာလိုက်ရတယ်လို့ဆိုလို့တကားပေါက်ဆိုတာဆိုပါတော့ဥပမာနဲ့ရှင်းပြပါလို့ဆိုရှင်နာဂသိဏရှင်းပြတယ်ဒီနေချာဒေသမှာလုံခြုံရေးအတွက်မြို့ပြတည်ထောင်တဲ့အခါခန္ဓာမြို့ဆိုပါစို့တစ်ဖက်ကကိုယ်နဲ့မတည့်တဲ့နိုင်ငံတစ်နိုင်ငံရှိတယ်ဆိုရင်နေချာတွေမှာအချင်းများတတ်တယ်ကိုယ်နယ်ကိုယ်တိုင်းပြည်ရဲ့ border line ကိုထိမ့်သိမ့်ဖို့အနေနဲ့ border line မှာမြို့တည်ထားတဲ့အခါမှာခန္ဓာမြို့တွေတည်တကားပေါက်တစ်ပေါက်တည်းပဲထည့်တယ်ဝင်ပေါက်ကြီးကတစ်ပေါက်တည်းပဲရှိတယ်နော်အပေါက်တွေအများကြီးမထားဘူးအဲ့နေရာမှာလုံခြုံရေးအတွက်တကားပေါက်တစ်ပေါက်တည်းပဲဖွင့်တယ်အဲ့ဒီတကားပေါက်တစ်ပေါက်တည်းသာရှိတဲ့နေချာဒေတာ border line ကမြို့မှာတဲ့လူတယောက်ဟာထွက်ချင်တယ်ဆိုရင်ဘယ်အထွက်
အဲ့တကားပေါက်ကပဲထွက်အဲ့ဒီတကားပေါက်ကပဲထွက်သွားနော်အဲ့ဒီတကားပေါက်ကပဲထွက်တယ်တခြားမထွက်နောက်တစ်ယောက်ကရောထွက်ချင်တယ်ဆိုရင်အဲ့ဒီပထမလူထွက်သွားတဲ့တကားပေါက်ကပဲသူလိုက်ပြီးတော့ထွက်တယ်အဲ့ဒီလိုထွက်တဲ့အခါမှာပထမလူကငါအရင်ထွက်နေမယ်မင်းနောက်ကလိုက်ထွက်ခဲ့လို့သူတို့အချင်းချင်းပြောဆိုထားတာမရှိဘူးနော်တခါနောက်လူကလည်းမင်းအရင်ထွက်နေငါနောက်ကထွက်လိုက်လိုက်ခဲ့မယ်လို့လေပြောဆိုထားတာမရှိဘူးဘသူကထွက်ဒီဘောက်ကယူရထွက်ကြတယ်သူတို့ဆိုလိုတာပေါ့နော်ဘသူထွက်တုံးတဲ့သူချိတ်ဆက်မရှိပဲနဲ့အဲ့ဒါလို့တကားပေါက်ကတပေါက်တည်းရှိသည့်အတွက်ကြောင့်ဒီအပေါက်ကကြီးပဲထွက်ချတယ်လို့ပဲမြင်သိစိတ်ဖြစ်လိုက်လို့ရှင်ထိုမြင်သိစိတ်ကပဲကြံတွေးသည့်စိတ်တွေကနောက်ကဆက်ပြီးတော့လိုက်လာတယ်လို့သူတို့ဆိုလိုတယ်ပေါ့သကုဒ္ဒရာနဲ့ပတ်သက်တဲ့ကြံသိစိတ်တွေဖြစ်လာတယ်မြင်တဲ့အာယုန်နဲ့ပတ်သက်ပြီးတော့ကြံတယ်ထို့တူပဲနားကကြားတယ်ဆိုလို့ရှိရင်လည်းကြားသိစိတ်နဲ့ပတ်သက်ပြီးတော့ကြံသိစိတ်တွေပေါ်လာတယ်အနံ့ဆိုလို့ရှိရင်လည်းခန္ဓာ द्वार ကနေပြီးတော့နံသိစိတ်ကနေပြီးတော့ကြံသိစိတ်တွေပေါ်လာတယ်ဒီလိုနောက်ကနေဆက်လိုက်လာတယ်လို့အဲ့ဒါလို့ထွက်ပေါက်ဝင်ပေါက်ကြီးဟာဒီတစ်ခုပဲဖြစ်သည့်အတွက်ကြောင့်တဦးနဲ့တူပြောဆိုမထားတော့လည်းပဲသူတို့ရဲ့ထွက်ပေါက်ဟာဒါပဲလို့သက္ကဝိညာဉ်စိတ်ဖြစ်ပြီးရင်နောက်ကတွေးတာတခါတည်းလိုက်လာတယ်သောတာဝိညာဉ်စိတ်ဖြစ်ပြီးရင်လည်းနောက်ကတွေးတာတခါတည်းလိုက်လာတယ်ဒီအပေါက်ကပဲသွားတယ်လို့ဒီလိုဆိုလို့ရပေါ့နော်အဲ့ဒါလို့ဖြစ်တယ်လို့ဒါဟာဓာရတကားအပေါက်တစ်ခုကနေပြီးအလုံးထွက်ကြတယ်ဆိုတဲ့အဓိပ္ပာယ်လို့ပဲတဲ့သက္ကဝိညာဉ်ဖြစ်တဲ့နေရာမှာမနောဝိညာဉ်ဖြစ်တယ်သောတာဝိညာဉ်ဖြစ်တဲ့နေရာမှာလည်းမနောဝိညာဉ်ဖြစ်တယ်ခန္ဓာဝိညာဉ်ဖြစ်တဲ့နေရာမှာလည်းမနောဝိညာဉ်ဖြစ်တယ်ဇီဝဝိညာဉ်ဖြစ်တဲ့နေရာမှာလည်းမနောဝိညာဉ်ဖြစ်တယ်ကာယဝိညာဉ်ဖြစ်တဲ့နေရာမှာလည်းမနောဝိညာဉ်ဖြစ်တယ်လို့ဆိုင်ရာဆိုင်ရာ द्वार နဲ့ဆိုင်ရာဆိုင်ရာကြံတွေးတဲ့စိတ်တွေနော်ကြံတွေးတဲ့စိတ်တွေဟာနောက်ကနေပြီးတော့အခုလိုလိုက်ပြီးတော့ဖြစ်တယ်လို့ဒီလိုရှင်းပြလိုက်တော့ဘုရင်ကြီးကနားလဲပြီနောက်တစ်ခုနောက်စိတ်နဲ့တာအလေးချင်းဖြစ်နေလို့ဆိုတဲ့စကားဘယ်လိုအလေးချင်းဖြစ်တာလဲရှင်းမအောင်ဥပမာနဲ့ရှင်းမအောင်လို့ဆိုရှင်မဘုရားဘောရှင်ဒီမိလိနာမင်းကြီးရဲ့အမေကိုဒီရှင်နာဂသေနာကဘာဥပမာနဲ့ရှင်းပေးတော့လို့ဆိုလို့ရှင်ပထမဒီလှဲတစီသွားတယ်အဲ့ဒီလှဲသွားတဲ့လှဲလမ်းကြောင်းတိုင်းနောက်တစီကဒီလမ်းကြောင်းကနေမောင်းသွားတယ်နော်ဒီလမ်းကြောင်းကမောင်းသွားတယ်အဲ့တော့ပထမလှဲတစီသွားတဲ့လမ်းကြောင်းတိုင်းနောက်လှဲတစီကမောင်းတယ်ဆိုဒီလှဲတစီကတခုနဲ့တခုတစည်းနဲ့တစည်းတိုင်ပင်ထားတာမရှိဘူးအဲ့တော့ပထမလှဲတစည်းကလည်းပဲငါဒီလမ်းကသွားမယ်မင်းဒီလမ်းကလိုက်ခဲ့လို့ပြောခဲ့တာမရှိဘူးနောက်လှဲတစည်းကလည်းပဲမင်းအရင်သွားနေငါနောက်ကလိုက်ခဲ့မယ်လို့ပြောတာမရှိဘူးသို့တော့ဒီနေရာကသွားတဲ့အလေးအကျင့်ကြီးဟာလှဲလမ်းကြောင်းကြီးကဖုံးနေတော့ဒီလမ်းကပဲသွားကြတယ်လို့ဆိုလို့ဖုံးနေတယ်ဆိုတဲ့အထိပ္ပယ်ပေါ့ပမာလိုကြတော့ဒီလမ်းကြီးကဖုံးနေတယ်လှဲမပြောနဲ့ပွဲစိတ်တွေတောင်ကြည့်နော်ရှေ့ကအကောင်ကကိုယ်ကောက်သွားရင်နောက်ကလိုက်တဲ့ကောင်တွေကလည်းအဲ့ကိုယ်ကောက်သွားတာလူတွေသွားတဲ့လမ်းတွေလည်းကြည့်နော်လူသွားတဲ့လမ်းတွေမှာကြည့်လိုက်ပဲဆိုရင်ဖြောင်းဖြောင်းသွားရင်ရဟတဲ့တန်းနဲ့ကိုယ်သွားတာအဲ့ဒီကိုယ်သွားတဲ့အတိုင်းနောက်လူတွေကလိုက်ကိုယ်သွားတာပဲမြည်ရည်စီးတာလည်းပဲထို့အတူကိုယ်ကောက်စီးသွားတာသူအဖြောင်းတဲ့သွားလို့ရဟတဲ့တန်းနဲ့မသွားဘူးအဲ့ဒီလိုပဲလူသွားလမ်းကြောင်းပဲဖြစ်စေပွဲစိတ်သွားတဲ့လမ်းကြောင်းပဲဖြစ်စေလဲလမ်းကြောင်းပဲဖြစ်စေရှေ့ကသွားတဲ့နောက်ကိုလူတွေကလိုက်လို့ရှိကြတယ်တရားတွေဟာလိုက်လို့ရှိကြတယ်လို့သူတို့ဆိုတယ်အဲ့တော့ပထမလဲနဲ့ဒုတိယလဲဟာအချင်းချင်းစုံစည်းပြီးတော့ပြောဆိုခဲ့တာမရှိဘူးသူတို့အချင်းချင်းလည်းတွေ့ဆုံခြင်းမရှိဘူးသို့တော့သဘာဝအလျောက်အလေးအကျင့်ရပြီးဒီလမ်းကြောင်းကပဲသွားတယ်ထို့တူပဲသက္ကဝိညာဉ်စိတ်ဖြစ်တဲ့နေရာမှာနောက်ကကြံတွေးစိတ်ကဖြစ်လာတယ်နော်မြင်သိစိတ်ဖြစ်ပြီးရင်နောက်ကကြံတွေးစိတ်လိုက်တယ်ကြားသိစိတ်ဖြစ်ပြီးရင်လည်းကြံတွေးစိတ်လိုက်လာနံသိစိတ်ဖြစ်ပြီးရင်လည်းကြံတွေးစိတ်လိုက်လာလျက်သိစိတ်ဖြစ်ပြီးရင်လည်းကြံတွေးစိတ်လိုက်လာတယ်ထိသိစိတ်ဖြစ်ပြီးရင်လည်းကြံတွေးစိတ်ကဒီလိုပဲလိုက်လာတယ်လို့ဒီဥပမာနဲ့ရှင်းပြီးတော့ပြတယ်ပေါ့အဲ့တော့
အဲ့ဒီဥပမာနဲ့ရှင်းပြပြီးတဲ့အခါနောက်တစ်ခုပြောတယ်နေပါအောင်နဲ့ဒါတော့သဘောပေါက်ပြီသမုဒ္ဒါစရိတ္တာအလေးအကျင့်ဖြစ်နေလို့ယတိစိတ်နောက်မှာဇာတိစိတ်လိုက်တယ်ဆိုတာအလေးအကျင့်ဖြစ်နေလို့ဆိုတာတော့ဘယ်လိုနားလည်ရမှာလဲအလေးအကျင့်ဖြစ်ပုံလေးကိုပြောပါအောင်လို့ဆိုတဲ့အခါပညာသင်တဲ့ဥပမာနဲ့ပြောတယ်ကလေးတယောက်ပထမဆုံးကျောင်းစနေတယ်ကျောင်းစနေပြီးတော့ပညာစပြီးတော့သင်တယ်ပညာစသင်တဲ့အခါမှာသူကကာကြီးလေးရေးတာတောင်မနဲ့ဖြည်းဖြည်းလေးရေးတာနော်ကာကြီးလေးတစ်လုံးရေးဖို့ကိုဖြည်းဖြည်းတိကနန်းလေးရေးဖို့လည်းဖြည်းဖြည်းလေးကနန်းတွက်ခိုင်းရင်လည်းဖြည်းဖြည်းပဲတွက်တတ်တယ်မမြန်သေးဘူးစစချင်းဆိုလို့ရှိရင်စာဖတ်တာလည်းပဲတစ်လုံးရင်းလေးပေါင်းပြီးတော့ဖတ်တယ်ပညာစသင်္ကာစကလေးလေးဟာအလွန်နှေးကွေးတယ်ဆိုလို့စာဖတ်တာတို့စာရေးတာတို့ကဏ္ဍပေါင်းတာတို့ဒီပညာရက်တွေဟာဘယ်သူပဲဖြစ်ဖြစ်စလုပ်တဲ့အချိန်အတော်နဲ့ဒီလျင်မြန်မှုမရစပိန်စီတဲ့လူပဲကြည်အောင်နော်စပိန်နေပေါ်လာစားစပိန်နေစီတယ်တက်စီရင်တစ်ပိုင်းပိုင်းလဲတယ်နော်တစ်ပိုင်းပိုင်းလဲနေကြနောက်အလေးချင်းရသွားတဲ့အခါကျလက်လွတ်ပြီးတော့တောင်စီးတာဖြစ်လာတယ်ပေါ့အဲ့ဒါလို့အလေးချင်းမရသေးခင်လူဟာနှိကွေးမှုတွေအလုပ်တစ်ခုစလုပ်ပြီးဆိုရင်အလွန်နှိကွေးသွားပညာတစ်ခုစသင်လည်းအလွန်နှိကွေးပြီးတော့မှလူတွေဟာသင်ကြားလွန်နှိကွေးတယ်ပထမဆုံး beginner တွေဆိုရင်နှိကွေးတယ်ပေါ့အဲ့ဒီဥပမာအတိုင်းပဲကြီးတယ်နော်ကဏ္ဍမဲ့သင်ဘာပဲသင်အတတ်ပညာတွေသင်တဲ့အခါမှာပထမဟာလွန်နှိကွေးတယ်ပကြီးဆွဲတဲ့အတတ်သင်မလားနှိကွေးတယ်မကျွမ်းကျင်သေးဘူးအဲ့ဒါလို့နှိကွေးလေးသင်ပြီးနောက်ကြတဲ့အခါကျတော့စဉ်းစားဉာဏ်တွေကလည်းတက်လာတယ်အလေးအကျင့်တွေကလည်းများလာတဲ့အခါကျတော့ဟိုကာကြီးဆိုရေးချအမြန်ကြီးနော်1 2 3လေးပေါင်းတာလည်းအမြန်ကြီးစာဖတ်တာလည်းအမြန်ကြီးအဲ့ဒါလို့လူတွေဟာအလေးကျင့်ရသွားရင်ဘာလို့လွယ်တကူဖြစ်သွားစပိတ်စီးတယ်ဆိုလက်လွတ်ပြီးစီးနိုင်တယ်မတ်တရစီးနိုင်တယ်ဖြစ်လာတယ်ပေါ့အလေးကျင့်ရလာအဲ့ဒါလိုပဲတဲ့တစ်ခုနဲ့တစ်ခုဟာအမိန်ပေးပြီးတော့ဒီအချင်းချင်းဆက်သွယ်ပြီးတော့ညှိနှိုင်းပြီးလောက်တာမဟုတ်ဘူးတဲ့ပထမမြင်သိစိတ်ဖြစ်ပြီးလို့ရှိရင်ကြားသိစိတ်ကနောက်ကလိုက်လာတယ်ထို့တူပဲမြင်သိစိတ်ဖြစ်ပြီးရင်တွေးသိစိတ်ကနောက်ကလိုက်လာတယ်ကြားသိစိတ်ဖြစ်ပြီးလို့ရှိရင်လည်းတွေးသိစိတ်ကနောက်ကလိုက်လာတယ်နာသိစိတ်ဖြစ်ပြီးလို့ရှိရင်လည်းတွေးသိစိတ်ကနောက်ကလိုက်လာတယ်ထိသိစိတ်ဖြစ်ပြီးလို့ရှိရင်လျက်သိစိတ်ဖြစ်ပြီးရင်လည်းတွေးသိစိတ်ကနောက်ကလိုက်တယ်ထိသိစိတ်ဖြစ်ပြီးလို့ရှိရင်လည်းကြားသိစိတ်ကနောက်ကလိုက်လာတယ်ဆိုတာဟာဒီအလေးအကျင့်ရလာပြီဆိုလို့ရှိရင်ဒီပုံစံအတိုင်းဟာအလွယ်တကူဖြစ်လာတယ်လို့စိတ်တည်ရဲ့ဖြစ်စဉ်ထဲမှာဒီဓဝရမူလဓဝရ၅ပါးမှာစိတ်တည်ဖြစ်လာပုံတွေကိုအခုလို့အကြောင်း၄မျိုးနဲ့ရှင်းပြလိုက်တာဖြစ်တယ်ပေါ့အကြောင်း၄မျိုးနဲ့ဖြစ်တယ်သမုဒ္ဒါစရိတလို့ဆိုတယ်အလေးအကျင့်ရသွားပြီဆိုလို့ရှိရင်အလွယ်တကူလှင်းမြန်အကုန်လုံးဖြစ်သွားတယ်လို့အဲ့တော့လင်းမြန်မှုဆိုတာလေ့ကျင့်မှုနဲ့သက်ဆိုင်တယ်ဒီစိတ်ဖြစ်စဉ်မှာရှင်မမောဂလန်မထေမြတ်တကိုးရမှာရှင်မမောဂလန်မထေမြတ်တို့တကိုးရတမာတိကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်သို့တော့ခိပ္ပနိတန္တိလို့ဆိုတဲ့ရှင်မမောဂလန်လို့တွက်လက်လင်းမြန်မှုကြတော့ဒီယဟန္တာတိုင်းမရှိဘူးရှင်မမောဂလန်အလွန်တွက်လက်လင်းမြန်တယ်ဘာကြောင့်လို့သူလေ့ကျင့်တာသူဟာဒါကိုပဲလေ့ကျင့်သမထကျင့်စဉ်ကိုကျင့်လိုက်အမျိုးစုံဖန်ဆင်းလိုက်အဲ့ဒါလို့လေ့ကျင့်နေသည့်အတွက်ကြောင့်အလေးအကျင့်များလာတဲ့အခါကျတော့ရှင်မမောဂလန်ရဲ့စွမ်းရည်တွေဟာတက်လာတယ်တမာတိဝင်စားတာအလွန်စွမ်းရည်တက်လာတယ်ဒါကြောင့်မို့တဏ္ဍပဏ္ဏနဂါမင်းကြီးနဲ့ဒီရှင်ပြိုင်ကြတဲ့အခါမှာအစွမ်းတကူရှင်ပြိုင်တဲ့အခါမှာတခြားယဟန်တွေကိုမြတ်စွာဘုရားကပြိုင်ခွင့်မပေးဘူးရှင်မောဂလန်တပါးတည်းပဲပြိုင်ခွင့်ပေးတာ
ဘာကြောင့်ပြိုင်ခွင့်ပေးတယ်လဲလို့ဆိုလို့ရှိရင်ရှင်မောက္ကလန်ဟာချက်ချင်းလုံနိုင်တယ်ပေါ့စက္ကန့်အတွင်းမှာချက်ချင်းလုံနိုင်မျိုးစုံလုံဘယ်နေရာမှာအခက်ဆုံးလို့ဆိုရင်နန္ဒပဒနာနဂါမင်းကြီးရဲ့ဒီသွားချားမှာရှင်မောက္ကလန်ဟာခန္ဓာကိုယ်သေးသေးလေးဖန်ဆင်းပြီးသူသွားချားဝင်တဲ့ခန္ဓာကားရတဲ့ဘသူလဲလို့ပြီးတော့ငါမောက္ကလန်ပဲရှင်မောက္ကလန်ဆိုရင်ရှင်ဘုရားကိုယ်ပုံစံနဲ့ကိုပြထွက်ပြီးတော့ပြပါလို့ဆိုဟောယဟန်အသွင်နဲ့ငကားရှိကိုရလိုက်တဲ့အချိန်ငကားကဖူးကနေဆိုပြီးအစိတ်ခိုးနဲ့မှုတ်တာချက်ချင်းကြီးအဲ့ဒီသူကဖူးကနေမှုတ်လိုက်တဲ့အချိန်မှာရှင်မောက္ကလန်ကကာကွယ်ပြီးသားဖြစ်သွားတယ်နည်းနည်းလေးတစ်စက္ကန့်လောက်နောက်ကျရင်ရှင်မောက္ကလန်ပြဖြစ်သွားငကားရဲ့အစိတ်ခိုးကအဲ့လောက်ထိအောင်ပြင်းထန်အဲ့ဒီနေရာဟာအခက်ဆုံးပဲလို့ဆိုလို့မြန်မာလူမျိုးတွေခဏခဏကြားနေကြတဲ့ထူးမခြားနာသခြင်းရှိတယ်မဟုတ်လားထူးမခြားနာထူးတယ်မခြားနာဘူးဆိုတာမြတ်စွာဘုရားရဲ့စိတ်လင်မြန်မှုကိုဖော်ပြတဲ့အရာတစ်ခုဖြစ်တယ်မြတ်စွာဘုရားဟာယမကပါတိဟာရိယလို့ခေါ်တဲ့ရေမီးအစုံတကောပြာတွေဟာကိုပြအဲ့ဒါမှလှုပ်ဖို့ခက်တယ်တာမန်မဟုတ်ဘူးရေဖြစ်ဖို့အတွက်အာဝကတိုင်းဝင်စားရတယ်မီးဖြစ်ဖို့အတွက်ကတေသောကတိုင်းဝင်စားတယ် object မတူဘူး moment နဲ့လည်းမတူဘူးရေဖြစ်ဖို့အတွက်ကတစ်ချိန်လုံးရတယ်မီးဖြစ်ဖို့အတွက်ကတစ်ချိန်လုံးရတယ်တစ်ခုနဲ့တစ်ခုလည်းပဲဒီပြိုင်တူလုံးလို့မရဘူးသို့တော့ကြီးတဲ့ပုံကိုယ်တွေမှာမြတ်စွာဘုရားရဲ့လှုပ်ဆောင်မှုကအလွန်လင်းမြန်သည့်အတွက်ကြောင့်ကြီးတဲ့ပုံကိုယ်တွေမှာရေနဲ့မီးတစ်ပြိုင်နဲ့ထွက်တယ်လို့မြင်ထွက်တယ်လို့ခံစားနေရတယ်တကယ်တော့ခြားနားမှုလေးတွေရှိတယ်နော်ခြားနားမှုလေးတွေရှိတယ်သို့တော့ကြီးတဲ့အခါမခြားနာဘူးဒါကြောင့်မို့လို့ထူးမခြားနာဆိုတာအချိန်အားဖြင့်ခြားနာမှုမရှိတော့အဲ့လောက်ထိအောင်လျင်မြန်စွာလုံနိုင်တယ်လို့ဆိုလို့အဲ့ဒါကိုခိဗ္ဗနိတန်တိလို့ခေါ်တယ်အလုံးကိုလျင်မြန်ဒါဘာကြောင့်လဲဆိုရင်သမုဒ္ဒစရိတအလေးချင်းရသွားအလေးချင်းသွားလို့ရှိရင်ဒီဟာတွေကဖြစ်လာအဲ့တော့မြတ်စွာဘုရားဟာမျက်လုံးတော်ကနေပြီးတော့လက်ရပဲမျက်လုံးကမီးလျံထွက်နေရင်လက်ဝဲပဲမျက်လုံးကရေထွက်အောင်ရေတွေပန်းထွက်နေအောင်ဖန်ဆင်းလိုက်တယ်နော်မြတ်စွာဘုရားရဲ့မျက်လုံးတော်တစ်ဖက်ကရေတွေပန်းထွက်နေတယ်တစ်ဖက်ကမီးတွေဖြာပြီးတော့ထွက်နေတယ်ဆိုရေမီးအစုံဆန့်ကျင်ဘက်နှစ်ခုကိုတပြိုင်တည်းဖြစ်အောင်လုပ်ပြအဲ့ဒီလုပ်ပြမှုကအလွန်လျင်မြန်လို့တကယ်ကတော့တစ်ချိန်စီလုပ်ရတယ်လို့ဆိုလို့တယ်ပေါ့အဲ့ဒီအဓိပ္ပာယ်ကိုဖော်ပြတာအဲ့ဒီတခြင်းကထူးမခြားနာမိရေစုံသားဆိုတာအဲ့ဒါရှပိုက်ပြာတိဟာတကိုးပြာတိဟာကိုပြတယ်လို့သူဆိုတယ်အဲ့ဒီမှာလူတွေကမျက်တောင်လေးခတ်လိုက်တာနဲ့တပြိုင်နက်မြတ်စွာဘုရားရဲ့ရေမီးအစုံကဟိုဘက်ဒီဘက်ပြောင်းသွားအဲ့ဒါလောက်လျင်မြန်အောင်လုပ်နေကဲလူတွေမှာသဘာဝကလည်းပဲမျက်တောင်ခတ်တာအလွန်လျင်မြန်တယ်လို့ပြောတာဘာကြောင့်လဲဆိုရင်တယ်လီဗီရှင်းကြည့်နေတဲ့အချိန်မှာမျက်တောင်ခတ်လိုက်ရင်မှောင်သွားတယ်လေမမြင်ရဘူးသို့တော့မမြင်ရလို့ဇလန်းပြတ်သွားသလားဆိုရင်ပြတ်ဘူးကိုကတော့မြင်နေတယ်ပဲထင်တာပဲဟုတ်လားကိုတေချာစဉ်းစားကြည့်မျက်တောင်ခတ်လိုက်တဲ့အချိန်မမြင်ရဘူးမှောင်သွားပြီသို့တော့အဲ့ဒီမှောင်သွားတာလေးကြောင့်မို့လို့ဟိုမှာဇလန်းဆက်ကွက်ရော့သွားလားဆိုမရော့ဘူးဘာကြောင့်တော့လျင်မြန်လွန်အချင်းတို့သူတို့ဆိုလို့လေအဲ့တော့လျင်မြန်ဖြတ်လက်မှုကြောင့်အခုလည်းပဲစက္ကုဝိညာဉ်စိတ်ဆိုတဲ့မြင်သိစိတ်ဖြစ်ပြီးရင်နောက်ကကြံသိစိတ်ဟာဖြစ်ပေါ်လာတယ်အလေးအကျင့်ရတဲ့အခါလျင်မြန်မှုရှိတယ်တစ်ခုနဲ့တစ်ခုဟာငါဖြစ်ပြီးမင်းဖြစ်ရမယ်လို့ပြောခဲ့တာလည်းမရှိဘူးမင်းအရင်ဖြစ်နေငါနောက်မှဖြစ်မယ်ဆိုတာလေတိုင်ပင်ညှိနှိုင်းပြောဆိုထားတာမရှိဘူးသဘာဝအနေနဲ့အခုလို့အလေးအကျင့်ရတဲ့အနေနဲ့ဖြစ်တာပါလို့ဝိသိစိတ်ရဲ့သဘောစိတ်ဖြစ်စဉ်ရဲ့သဘောကိုရှင်နာဂသေနာမိလိန်နာမင်းကြီးကိုရှင်းပြခဲ့တာဖြစ်တယ်ပေါ့ဒီမေကွန်းနဲ့ပတ်သက်ပြီးသူ့ရဲ့ရှင်းလင်းချက်ဟာဥပမာတွေနဲ့ရှင်းပြလို့မိလိန်နာမင်းကြီးဟာသဘောပေါက်နားလည်သွားပြီနောက်ဆုံးကြတော့ကံလောတိဗန္တိနာဂသေနာရှင်နာဂသေနာဖြစ်ဆိုချက်တွေဟာတင့်တယ်လျောက်ပါပါလေးလို့ဆိုပြီးသူလက်ခံသွားတယ်အဲ့တော့လောကကြီးမှာသဘာဝအလျောက်ဖြစ်နေတဲ့အရာတွေဟာလည်းပဲအခုလိုနေနာဆိုတဲ့နော်နေနာဆိုတဲ့ညွတ်ကိုင်းနေမှုဟာလည်းအကြောင်းတစ်ခုဟ
Dwara lo sore we are try the gabao to Nimuale Jonaku say not so that legion Bumuale Jonaku the Muda Srita Chinya Dora let the Kulu Era de go John Bubi say if she say her Lonnemia Muri Chipola Relu Shinagadina Vidama the Bow Shini Hobio get up Shipari. They are checking to resemble that bound. Yabura Vidama did an net but they be. The Bawaya piss in the coup. Ubama, Ubamea, and Shin in Piata, Pitaja. A Vidama, the water, do the Etanama, Pity, a Yaria, a Kulu, Yokaimu, jump you be of Pity, Dwara, so about a coup, jump you be of Pity, say not so that Lichimu, jump you Pity, the Muda Sarita, so that Jinya Tomu, jump you be of Pity, Surago, the Wabok, not heavy, the Bawadia, 2 chance, some move. Tishi Nalega, Mivido Kore, Adinyan, Dobo, Jinjan, Josa, Ato Nanya Pase Contadi. Midda Boya, Tandawa Myaswa, Yangwa, Chanda Javazi. Tandawa Myaswa Yangwa Chanda Javazi Vidya Jam Tunga Psham Yinjan Javazi Vidya Jam Tunga Psham Yinjan Javazi Tashi Jamma Sichanda Loya Sanda Pivadi Tashi Jamma Sichanda Loya Sanda Pivadi Holanda Dukha Tingasa Beta Bone do Thingama Manodra di Davidam Pawayan do Dugandaga Beta Bone do Thingama Subambu Amidada who yam you bowing will a mini yoni shayo bonsoya jinjao Davidan Jime Odo London Yazwa Tatuadui Manodra di Mapshusin, Ichilin, the Yesin Pitin, Saint Alodi, who though ye I need a twin night. Duka Begaza, Centaura, Imiatina, Daya, Puelan, Chana, Duka, Diudo, Kumudra, Java, Nodi, Polanda, Wanta, Shim, you woman, Luli, Ginu, Wejo, Pupuenya, Gondi, Shivi. Dukandaga, lay all lead, your shed them, Bididi, who though, Jananodi. Pawayandu Konswa Betwi, Chai Lai Vidi Javasi Kondadi.